မနက်ခင်းတစ်ခုမှမောင်ပူလေးတို့တငယ်ချင်းတစုအိမ်နောက်ဖေးဥယျာဉ်လေးတဲ့ဘောလုံးကစားနေတော့ရုတ်တရက်ဖလတ်ဆိုပြီးအတန်လေးကြားရလို့ချုံပုတ်ကြီးပဲသွားကြည့်တော့အန်အောစရာနှက်ကလေးတစ်ကောင်ခြေတော့လေးနာပြီးမကြံနိုင်တော့ဘူးအားလုံးဒီမှာလာကြည့်လို့မောင်ပူလေးအော်လိုက်တယ်ဇီဇီဂျီနဲ့မီရှယ်တို့ပြေးလာကြတယ်အဖြူရောင်ချစ်စရာလေးလို့မိချီကပြောတယ်သူ့အတွက်အင်္ဂလိပ်တစ်လုံးစောက်ပေးရမယ်လို့ဇီဇီကအကြံပြုတယ်ငါတစ်ကွိုင်းလေးတွေရှာပေးမယ်လို့ဂျီဂျီကဖြော်ကြည့်ပေးသွားတယ်သူတို့အားလုံးအတူတူစူးစမ်းကြတယ်မောင်ပူလီကတစ်သားအင်္ဂလိပ်စောက်ပေးတယ်မိချေကပန်းလေးတွေနဲ့အလှဆင်တယ်ဇီဇီကငှက်ကလေးအိတ်ဖို့တစ်ကိုင်းလေးတွေနဲ့အရာလေးလုပ်ပေးတယ်ဂျီဂျီကငှက်ကလေးစားဖို့အစာတော့ရှာပေးတယ်မကြခင်မှာပဲချစ်စရာကောင်းတဲ့ငှက်အိမ်ကလေးပြီးသွားတယ်ငှက်ကလေးကိုနှွေးထွေးစွာထည့်ထားပေးလိုက်ကြတယ်သူ့ကိုဖိုလို့နာမည်ပေးမယ်လိုက်ကြတယ်ညဘက်ရောက်တော့ဖိုဟာသူတို့ရဲ့စွန်စားခါနှစ်သိကိုခေါ်သွားတယ်သူတို့အားလုံးဖိုရဲ့ပြန်တန်းမှုကိုအတူယူပြီးတိမ်တွေကြားမှာရှောက်သွားကြတယ်ကျဲတွေတို့နားကပ်ပြီးကျဲတွေညက်ကဝီဝီအတန်လေးတွေကိုနားထောင်ကြတယ်လာပြီးဝင်းကြီးပေါ်မှာခုံပေါက်ပြီးကကြတယ်ဒီကဘာကြီးကအញ្ញမ်းကြီးတယ်နော်လို့မောင်ပူလေးပြောလိုက်တော့တငယ်ချင်းအားလုံးခေါင်းညိကြတယ်။နောက်ရက်မှာဖိုရဲ့ခြေတော့ပြန်ကောင်းလာပြီးပြန်တန်းနေတော့မှာပါ။မင်းတို့ကိုကျေးဇူးတင်ပါတယ်။ငါမင်းတို့ကိုအမြဲတမ်းရမယ်လို့ဖိုပြောပြီးအားလုံးကိုနှုတ်ဆက်ပြီးဖိုလေးပြန်တန်းသွားတော့တယ်။ဖိုပြန်ထွက်သွားတဲ့အခါမောင်ပူလေးနဲ့သူ့တငယ်ချင်းတွေလက်ရမ်းပြရင်မျက်ရည်လေးတွေကျကြတယ်။ဒါပေမဲ့မနက်ခင်းတိုင်းသူတို့အိမ်ရှိတဲ့တင်ကိုင်းပေါ်မှာဖိုလာနားတာကိုတွေ့ပြီးမောင်ပူလေးတငယ်ချင်းတွေပျော်ရွှင်နေကြတယ်။နောက်ဆုံးမှာဖိုဟာသူတို့ရဲ့တငယ်ချင်းအသက်လေးဖြစ်သွားမှာတော့တယ်။တငယ်ချင်းကောင်းတွေကဒုက္ခရောက်နေတဲ့သူကိုကူညီဖို့အမြဲအဆင်သင့်ရှိတတ်ပါတယ်။ကျေးဇူးတင်စရာမိတ်ဆွေအသစ်တွေကိုဘယ်အချိန်မှမဆိုတွေ့နိုင်ပါတယ်။နောက်တစ်ချိန်ကျရင်ဘသူ့ကိုကူညီရအောင်မလဲလို့မောင်ပူလေးကစဉ်းစားရင်မျက်လုံးလေးတွေမှီဆက်ပြီးအိပ်ပျော်သွားပါတယ်။